နေသလိုကွယ်ရေပေါင်းမင်းနဲ့မပြေအိုးတပွဲလူဆိုတာတယောက်စီမနေနိုင်တဲ့သရဝါတွေပဲလို့ဆိုစမရှိခဲ့တဲ့အပေါ်မွန်တွေနဲ့အိမ်တောင်တွေနဲ့တစ်တဲမြဲကိုမာတော့လေးတကောင်နဲ့မျက်စိလေတွေ့တာသူတော့ရှိပါတယ်ตาရတဲ့ဘဝတစ်ခုဆောက်ရန်ရွယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးကွယ်တစ်ချိန်ချိန်တော့တနေရတော့သစုံတစ်ခုတော့အကြောင်းနဲ့ပြည့်သွားမြဲမယုံကြည်နိုင်လောက်အောင်အခြေအနေတွေတိုက်ဆိုင်တော့ကွယ်နောက်တစ်ခါအတွက်လည်းမဝမရဲဖြစ်ရတယ်လက္ခဏာဆရာကပြောတဲ့မိရဲ့နှလုံးသားကြောင့်မှကြုံခနေတယ်မိမနဲ့ပတ်သက်လာရင်အမြဲတမ်းပဲကန်ဆိုးနေမယ်အခမသိရင်အချစ်ရဲ့အတွက်ကိုအသက်တောင်ရရှာလိမ့်မယ်မြတ်ကချစ်သမားတွေဆိုရင်ခက်ချီရဲ့ကိုအလိုချင်ဆုံးတစ်ခုကမရနိုင်ဘူးကွယ်ကျန်နာတွေမထူတော့ဘူးရဲ့ရင်နဲ့စိတ်ကူအကောင်ထဲပေါ်ဖို့ကြံဆောင်လေးသမျှတဲရကြခဲ့ရဖို့ကွယ်ရှင်ရင်ရွှေထီးဆိုကစွန်စားခဲ့တာလေရကမှပဲမိဖုရားကမရှိဘူးလက္ခဏာဆရာကပြောတဲ့မိရဲ့နှလုံးသားကြောင့်မှကြုံခနေတယ်မိမနဲ့ပတ်သက်လာရင်အမြဲတမ်းပဲကန်ဆိုးနေမယ်အခမသိရင်အချစ်ရဲ့အတွက်ကိုအသက်တောင်ရန်ရှာလိမ့်